နှစ်သုံးမိုးများတော့ဆောင်စားတာချစ်လာသူမို့စရစ်ကညာမေးတမှုရဲ့ချစ်တာဖေးတစ်ခုကွယ်အိမ်နောက်ရှင်ဖြစ်ခြင်းမေးမယ်အပြောလွယ်လာတဲ့သဘောတကယ်ကမလွယ်ငွေကိုပင်ရအောင်ရှာမှဘဝရှိရင်မေးအနောက်ရှင်မပေးတယ်အဲ့ဒီငွေပဲကွယ်ရကန်ရခါရအောင်ရှာမယ်မောတဲ့ပန်းတဲ့သဘောမှမထားလို့ရဲ့ရုပ်ပုံမပြတ်အောင်ဆက်ခါလို့ရမယ်ဟဲ့ရွှေကြီးမောင်ဒီဝီငါရွှေကြီးလေးမင်းနဲ့ငါနဲ့ကွယ်ဒီတမှုကုံငါတွေဝင်ရင်နေ့ရက်တွေအခါကောက်လို့လက်ထပ်ကိုရေးတွေးပြောတော့မယ်ဆောင်လာတာချစ်လာသူမို့စရစ်ကညာမေးတမှုရဲ့ချစ်တာဖေးတစ်ခုကွယ်အိမ်နောက်ရှင်ဖြစ်ခြင်းမေးမယ်အပြောလွယ်လာတဲ့သဘောတကယ်ကမလွယ်ငွေကိုပင်ရအောင်ရှာမှဘဝရှိရင်မေးအနောက်ရှင်မပေးတယ်အဲ့ဒီငွေပဲကွယ်ရကန်ရခါရအောင်ရှာမယ်မောတဲ့ပန်းနဲ့သဘောမှမထားလို့ရဲ့ဆက်ခါလို့ရမယ်ဟဲ့ရွှေကြီးမောင်ဒီဝီငါရွှေကြီးလေးမင်းနဲ့ငါနဲ့ကွယ်ဒီတမိုးကုံငါတွေဝင်ရင်နေ့ရက်တွေအခါကောက်လို့လက်ထပ်ကိုရေးတွေးပြောမယ်